ပျက်စီးနေတဲ့မြို့တွင်းလမ်းတွေကိုပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNLA မြို့နယ်စီပင်တရားရေးအဖွဲ့ကလမ်းများပြုပြင်နာတွေဆောင်ရွက်နေပါတယ်။တအောင်းပြည်နမ်ဆန်ခဲနမ်ရူမြို့နယ်ထဲကပျက်စီးနေတဲ့မြို့တွင်းလမ်းတွေကိုကတ်တရာဖြစ်နမ်ရူမြို့နယ်စီပင်တရားရေးအဖွဲ့ကပြုပြင်နေပါတယ်။ဒါအပြင်မြို့တွင်းတန့်ရှင်းတရားလှပရေးနဲ့ရေစီးလမ်းကြောင်းရေမြောင်းတွေကိုပြန်လည်ပြုပြင်နာတွေလည်းဆောင်ရွက်နေပါတယ်။ဂျွန်လတုန်းကလည်းရက်ကွက်တုံးမှာပျက်စီးတဲ့လမ်းတွေပြုပြင်ခဲ့တဲ့အပြင်မြို့တွင်းနဲ့အများပြည်သူအပန်းဖြေတဲ့နေရာပန်းခြံတွေကိုလည်းတန့်ရှင်းရေးပြုလုပ်ခဲ့ပါတယ်။မြို့နယ်အတွင်းပျက်စီးနေတဲ့လမ်းတရားတွေကိုလည်းပြုပြင်တဲ့လုပ်ငန်းကတော့နမ်ရူမြို့နယ်အပြင်အခြားမြို့နယ်တွေမှာလည်းဆောင်ရွက်လျက်ရှိနေပါတယ်။တီဘောမြို့နယ်မှန်လွယ်ကျေးရွာနဲ့တော့ဖယ်ကျေးရွာကြားကအများပြည်သူအုံပြုတဲ့တရားတစ်စင်းကိုလည်းတိစောက်ပြီးစီးခဲ့ပါတယ်။ရေအခက်ခဲရှိတဲ့တချို့ဒေသတွေမှာလည်းတောက်တုံးရေအဆင်ပြေရေးလုပ်ငန်းတွေကိုပါလှုပ်ဆောင်နေပါတယ်။ကျွန်မလေဘော့စမင်းပါရှင်။